ရဲ့ AI tool ကဆရာဆရာမတို့ရဲ့ digital workflow တွေကိုဘယ်လိုမျိုး convenient ဖြစ်စေနိုင်လောက်မလဲဒီဗီဒီယိုလေးမှာတုံတုံပြပြပေးသွားပါမယ်scan တစ်ခုလုပ်တင်ပြုလုပ်ပြီးတော့ click တစ်ချက်နှိပ်လိုက်ရုံနဲ့ Vertex ရဲ့ AI software ကဆရာဆရာမတို့ပြုလုပ်မဲ့အရာတွေကိုအချိန်ပိုင်းအတွင်းအလွယ်တကူပြုလုပ်ပေးသွားမှာပါ Masala, Mandible နဲ့ teach တွေကိုတိကျစွာ auto segmentation ပြုလုပ်ပေးနိုင်ပြီးတော့ structure တစ်ခုချင်းစီကိုလည်းရှင်းလင်းစွာခွဲထုတ်ပြသပေးပါတယ်click နဲ့ချက်နှိပ်လိုက်ပြီဆိုရင်တော့ connect tracing ကိုပြုလုပ်ပေးပြီးတော့ length နဲ့ diameter ကိုပါချက်ချင်းတိုင်းတာပြသပေးပါတယ်။ AI ကနေပြုလုပ်ပေးနိုင်တဲ့ရှင်းလင်းတဲ့ visual တွေကပဲဆရာဆရာမတို့ရဲ့ patient တွေနဲ့ဆွေးနွေးရမှာယုံကြည်မှုကိုပို့ပြီးတော့တိုးတက်လာစေမှာပါ။ AI က structure 135ခုအထိကို segmentation ပြုလုပ်ပေးနိုင်ပြီးတော့ canal နဲ့ nerve တွေကိုပါစက္ကန့်ပိုင်းအတွင်းနဲ့ mapping ပြုလုပ်ပေးနိုင်ပါတယ်။ Smart Safety Binning System ကြောင့် distance တွေကိုအလိုလျောက်တွက်ချက်ပေးနိုင်ပါသေးတယ်။ဒါကြောင့် Vertex Simplicity မှာပါဝင်တဲ့ AI technology နဲ့ဆိုလို့ရှိရင်အချိန်ကိုချွတ်တာနိုင်မယ်။ patient တွေရဲ့အပြုံးကိုပို့ပြီးတော့မျှဝေပေးနိုင်မယ်။ဆရာဆရာမတို့ရဲ့ workflow တွေပို့ပြီးတော့မြန်ဆန်လွယ်ကူလာစေမှာပေါ့ရှင်။